အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကဟိုပဋ္ဌာန်းတွေရုပ်ပြီးတော့ပဋ္ဌာန်းရဲ့အကျိုးကျေးဇူးလေးပေါ့နော်သူရဲ့အတိတ်နိမိတ်အကြောင်းလေးကျွန်တော်မျှဝေပေးခြင်းပါတယ်ကျွန်တော်ရဲ့ကိုယ်တွေ့ပါကိုယ်တွေ့ကြီးကြီးမားမားဖြစ်ခဲ့တဲ့၄ချိန်ပေါ့နော်ကျွန်တော်မှတ်မှတ်ရကြီးမားမားဖြစ်တဲ့၄ချိန်ဒီကမှာဖြစ်ခဲ့တဲ့တတိမမိုက်လည်းရှိပါတယ်ဒါတော့ကျွန်တော်မပြောတော့ပါဘူးဒါကြီးမားမားဖြစ်တဲ့၄ချိန်ပဲကျွန်တော်ပြောမှာပေါ့နော်ကျွန်တော်တို့ရွာမှာကျွန်တော်ဇာတိသည်မန္တလေးတိုင်းပြောဝယ်မြို့နယ်ဇောင်ချမ်းတော်ဆိုဇောင်ချမ်းတော်ကြီးရွာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ငယ်နာမည်ကရဲအောင်ပဲဖြစ်ပါတယ်ဒီနုပညာလောကရောက်မှာရောက်လာမှမြမင်းခန့်ဘာလို့မြမင်းခန့်နဲ့လှုပ်တယ်ဒုတိယအခုလက်ရှိအောင်သွေးသစ်ပေါ့နော်အောင်သွေးနဲ့လှုပ်ပါတယ်ကျွန်တော်တို့ပဋ္ဌာန်းတွေယူကြတယ်ပေါ့နော်ပဋ္ဌာန်းတွေယူတော့ပဋ္ဌာန်းတွေကနားတယ်စာဟိုလည်းပဋ္ဌာန်းရွတ်တယ်ပဋ္ဌာန်းပြီးတရားနားတယ်စာဖတ်တယ်လို့ပုံမှန်လေးဝါရင်3လပတ်လုံးရွတ်ဖတ်ပူဆိုရတယ်ပေါ့နော်အဖိနေဆိုကျွန်တော်တို့ပဋ္ဌာန်းယူရတယ်အဖိနေဥပုံနေဆိုရင်မင်္ဂလေးတွေကဓမ္မစကြာယောက်ျားလေးတွေကအဖိနေကိုပဋ္ဌာန်းဥပုံနေမင်္ဂလေးကဓမ္မစကြာရွတ်ကြတယ်ပေါ့နော်အမှရွတ်တယ်ပုံမှန်လုပ်ကြည့်ရတယ်စာဖတ်တယ် TV တရားနာတယ်အသိဉာဏ်လေးတိုးတာပေါ့အကတော့ပဲကျွန်တော်သူများအသက်ဆိုတာကျွန်တော်ဝေလာဝေးကျွန်တော်မတတ်တော့ဘူးမတတ်တော့ဘူးနော်မတတ်တဲ့အချိန်မှာကျွန်တော်တရက်ပေါ့ကျွန်တော်နွားသာဆင်းတယ်ရွာမှာကျွန်တော်ရွာမှာနွားသာဆင်းတယ်ကျွန်တော်အိမ်မှာကျွန်တော်နွားသာဆင်းတယ်ဆိုတာပြီးကျွန်တော်ဒီနေ့မှာပုံလေးတစ်ပုံပြပါမယ်အဲ့လိုကျွန်တော်နေရွာသားတွေနေဘက်ကတော့သိပါတယ်နွားသာဆင်းတယ်ဆိုရင်ဒီမျိုးကလူကျွန်တော်မသိဘူးလေသိမလားအဲ့လိုကျွန်တော်တို့ဆင်းတယ်ပေါ့နော်ဒီကဆင်းတဲ့အချိန်မှာနွားသာဆင်းတော့စိတ်တွေလေးနေတာပေါ့နော်အဲ့တရက်လုံးမတခဲလင်းနေတာကျွန်တော်စိတ်တွေလေးတယ်သိလားလေးပြီးတော့ဘာဖြစ်ကျွန်တော်မသိဘူးနေမကောင်းလို့နေလဲကောင်းတယ်ဟုတ်လားလေးဖြစ်နေတာဟုတ်လားဘယ်လိုစိတ်ကလေးနေမကောင်းလဲမို့ငါဖြစ်နေတော့အမတရက်အဲ့မှာကျွန်တော်ရွာကိုသိန်းတန်းဆိုတာရှိတယ်ကျွန်တော်ဖေလည်းရှိတော့ဖေတို့ကျွန်တော်ဆင်းလို့မရဘူးလို့သိမလားကျွန်တော်ပြီးခံနေပါပြီအဲ့ဆင်းလို့မရဘူးလို့ကျွန်တော်ပြန်မယ်လို့ကျွန်တော်လားအဲ့ကြောင့်မင်းတော့ကိုသိန်းတန်းရှိကိုသိန်းတန်းလို့ဒါလေးတွဲနွားသာစဉ်းတတ်တယ်လေအဲ့ကြောင့်ကိုသိန်းတန်းပဲထိုးခဲ့လိုက်ပါလို့သိမလားကျွန်တော်ပြန်တော့မယ်လို့ဖေလည်းရှိတာပဲဖေနဲ့ဆိုတော့အေးတဲ့ငါထိုးခဲ့မယ်ပေါ့ထိုးခဲ့ပြီးမှတို့ဒီမှာထမင်းပဲကိုသိန်းနဲ့မစားလိုက်လို့ကျွန်တော်တို့မစားတော့ဘူးလို့သိမလားကျွန်တော်တို့ရွာမှာတလေးရဆိုရင်နွားသာဆင်းပြီဆိုရင်မနေ့ကစားနေ့လယ်စားသိမလားမပြီးမရှင်းပေါ့ကျွန်တော်တို့အိမ်ရှင်တွေကကျွေးရတယ်ပေါ့နော်ကျွန်တော်တို့အမှကျွန်တော်ငှားလိုက်စင်တာပေါ့ကျွန်တော်အိမ်မှာဆက်ရှိတော့ကျွန်တော်အဲ့ဆက်နဲ့ကိုယ်တိုင်ပဲထိုးတာဆိုတော့လိုက်စင်တယ်ဆက်ရှင်မှာအမှဆိုတော့စိတ်လေးကျွန်တော်ပြန်ပြီးတော့နေလို့သိမကောင်းချင်ဘူးစိတ်လေးနေဆိုပြီးတော့အိမ်မှာတော်လေးလည်းရှိတယ်အဖွားလည်းရှိတယ်အေးငါသားနာဆိုတော့ဟိုပါနာပေါ့ရေလက်တက်မရှိလို့မရဘူးလေဖုန်လေးတော့ပါတော့ဖုန်လေးကအင်းကြီးလေးဒီမလားတခြားခါပြီးတော့ခဏလေးအိတ်တော့ပြောက်မှထင်တာအဲ့ရလည်းနှုတ်ရောမပြောက်ဘူးညနေကျရင်တဝူးစင်းမရမှာကိုမောင်တက်ကျွန်တော်ရွာကိုမောင်တက်ဆိုရှိတယ်သူတို့တော့ဆင်းပြရမှာကောင်းရိုးလေးအဲ့ဒီဟာဟုတ်သေးပါရောအဲ့ဒီနှုတ်လိုက်ရောတော့ဆင်းစက်ကလည်းအောက်ရောက်နေပြီကဲအဲ့ကြိုပြောထားလိုက်မယ်ကြိုပြောထားမယ်ဆိုပြီးတော့တော့ပြောတာသူတို့အိမ်ဝင်နော်အဲ့ဒီသူကိုမောင်တက်ကဖြစ်ကျွန်တော်ဘက်မှာဇေတောက်တော့ကျွန်တော်လှမ်းអော်လိုက်တာကိုမောင်တက်လို့អော်ရသေးသူကအေးတဲ့ညီလေးတွေနွားဆွဲခဲ့မယ်တော့နောက်ကြောက်ကြောင်တော်ကြီးမစင်းလို့သွားပြောပါနော်မစက်ကပြောမထွက်တခုပိတ်ထားတယ်ပဲဟလားအဲ့ဒီကျွန်တော်ပြန်သွားတယ်အိမ်ထဲရောပြန်စင်းလာမိုးသေးပါလို့ငါနွားမစင်းနောက်နေ့မှစင်းမယ်ဒီနေ့မစင်းနိုင်ဘူးလို့သွားပြောတာပါလို့ဘယ်လိုဖြစ်တာလဲမသိဘူးအဲ့ဒါလည်းစင်းတာနိုင်ဝက်စာလေးခဏပဲစင်းရမှာလေးဆိုတော့သိမလားအဲ့ကျွန်တော်ဖူးနဲ့ပြောတာအေးငါသားရတဲ့ခဏလေးစင်းရမှာပါကွာတဲ့သိမလားစင်းပြလိုက်ပါကွာတဲ့ဟုတ်ကဲ့ဖေဆိုကျွန်တော်လည်းမှာဓာတ်သွေးတယ်ပေါ့နော်ဓာတ်နဲ့ချောင်းသွေးရတာဆိုသွေးနဲ့ကျွန်တော်လက်ပြတ်သွားတယ်ဒီမှာတန်ရတွေ့လားအဖြူချောင်းလေးဒီလိုကြီးတောင်းတိုင်းပြတ်သွားဒီလိုကြီးတောင်းတိုင်းပြတ်သွားဒါတန်ရရှိတန်ရရှိတယ်ပြတ်သွားတော့ဟာငါဒါဖြစ်ဖို့စိတ်တွေလေးနာလားမသိဘူးဆိုပြီးတော့အတွေ့တစ်ခုဝင်လာပါတော့အေးလောဒါကျွန်တော်ကျင်းသေးသွားပြီဆိုတော့ဒါကျွန်တော်ငါဆင်းလို့ရပြီတော့စိတ်ကဒါပြတ်ဖို့အတွက်ကျွန်တော်စိတ်တွေလေးနေထင်တာပေါ့နော်အဲ့ဒါပစိုးကျွန်တော်ပစိုးဆိုင်ဖဲ့ပြီးတော့လက်ကိုပတ်ပြီးဓာတ်ဆက်သွေးသိမလားအဲ့ဒါငါသာဆင်းလို့ရလာတယ်ရတယ်လို့ဖေဆိုပြီးတော့အမေကျွန်တော်ဆင်းတာတော့တလင်ကောဆင်းတယ်အဲ့ဘောလုံးဝင်းပေါ့ကျွန်တော်ရွာမှာဘောလုံးဝင်းလည်းတုတ်တန်ပေးမှာတင်ညာကုန်းပေးမှာပေါ့နော်အဲ့မှာဆင်းပြီးခံနေမှာအမှကျွန်တော်အခုညီကိုတုံးပဲဆရာဝန်မထိုးဦးတော့ဆရာဝန်မလို့ဖြစ်သွားပြီနော်ဆရာဝန်မလို့ရောက်လာတယ်သူကလည်းနေလို့သိမကောင်းချင်ဘူးသူတို့အိမ်အတွက်နွားစားလာဆင်းတာကျွန်တော်အဲ့တဲ့
ရောက်နေငါဆင်းပြီးမယ်တဲ့နည်းနည်းကြံလာကောင်းလေအဲ့ဒါဆင်းပြီးသူ့စားတစ်ခါတိုင်းထိုးမှာလေစက်မရက်တော့စက်မရက်ပဲနဲ့တိုင်းထိုးမှာဆိုအပြီးသားမယ်ပေါ့သူပြီးတက်လိုက်မယ်ကွာသူပြီးသားထိုးပြီးသူထိုးလိုက်တာဟုတ်ဆိုတော့အေးထိုးဆိုသူထိုးခိုင်းတယ်ထိုးပြီးကျွန်တော်လည်းမှဥပုပ်ပြူနေကစကားထိုင်ပြောနေကျွန်တော်သူတို့ကြောပိတ်ပြီးစကားပြောနေဥပုပ်ပြူကမြင်နေချင်းဆိုင်တော့မြင်နေရတာပေါ့သူတို့မြင်နေတာအဲ့ဒါပြောဆင်းနဲ့အော်ပါလေးပါမှာတော့ဒီမလားလည်းကြောက်ဘေးကလူကောင်းလိုက်တော့ကိုဆက်တဲ့ပါဝါဒီမှာအော်ရတာသူကြောင်သွားတာဟုတ်လားကြောင်သွားတာဘာလဲပေါ့သာဟုတ်လားဟာမဆက်တဲ့ပါဝါသူကြောင်သွားပြီဗျာဆက်ရက်ဆိုတော့အထိုင်ရေးမထနိုင်အော်လားဆက်ရက်ဆိုတာဘယ်တော့ဇာတ်လည်းကြောင်ကြီးရည်ကြီးနေကြမရက်နိုင်အားကြောင့်မရက်ထားပြီးတော့ဆက်ရိုက်နေရှင်ကအရှင်ဆက်ရှင်နေဆိုကြောင်မှာအဲကျွန်တော်အဲကအကိုတယောက်ရှိရတယ်ပြောဟိုထွန်ချက်မှုယူပြီးထွန်ချက်ယူနဲ့ပတာကျူးဆိုတာဖြုတ်ပြီးတော့ရတယ်မှာဟိုအောက်မှာအသားတွေနုံစေကျွန်တော်ရဲ့ကြားပါစက်ပေါ့နော်ကျွန်တော်စုလုံးပေါ့ကြားပါစက်နဲ့ညှက်ညတော့ဒီလက်မရှိတော့အဲ့ဆက်ထဲပါသွားတာနုံစင်းပြီးအဲ့လိုဖြစ်သွားအဲ့လိုဆက်ကြီးတဲ့ပါသွားလေလုံးဝပြတ်ထွက်သွားအဲ့ဒီမှာကြားလဲကြားရောကြားပါစက်အောက်ကကြားပါစက်ပတ်လက်လာပြီးအသားတွေဖယ်ပြီးတော့ကြားပါစက်ကိုဖြုတ်ပြီးပါဖြည်းဖြည်းထုတ်သွားတာစုလုံးနဲ့အသားနဲ့လည်းညှက်တာဒီလောက်ထိညှက်စုလုံးလုံးဝင်တော့ဒါကဒီလောက်ထိဆိုတော့ဒီစုလုံးလည်းညှက်တယ်ကျွန်တော်အခုဆရာဝန်မတော်အဲ့တော့တကယ်စိတ်မကောင်းဖြစ်သွားတယ်မလားကျွန်တော်ကြောင်းအဲ့လုပ်ပြီးတော့သိတယ်လူကစိတ်ထဲမှာအားလုံးသိနေဟာစဉ်းစားပါတနေ့ကစိတ်လေးကဒါဖြစ်ဖို့လားငါလက်ပြတ်ဖို့ဖြစ်တာလားသူဖြစ်ဖို့ဖြစ်တာလားစိတ်ရလေးပြီးကောင်းပုံနဲ့ထိုင်းတယ်တဲ့မလားတေတော့ဘောလုံးဝင်းဆိုတော့ဘောလုံးတရွာလုံးထွက်လာကျွန်တော်တရွာလုံးကျွန်တော်စတဲ့ပါသွားပဲထင်တယ်ကျွန်တော်ပါသွားပဲထင်တယ်တဲ့မလားဘောလုံးပြည့်ထွက်သွားတယ်တဲ့မလားအဲ့ဒီမှာ तू ကကျွန်တော်ကောင်းထိုင်တော့ကျွန်တော်ရွာလုံးထင်တော့လာကြတော့မအတော်လေးဝန်ထုံးဆရာဝန်ကသိပါတော့ကျွန်တော်သူ့အမေကျွန်တော်တော့ပေါ့နော်ငွေတက်တယ်ပေါ့တော်ထင်းရတယ်သိမလားကျွန်တော်မမောင်ပဲထိုင်တာလေကျွန်တော်ဘာမှစိတ်ကဘာမှမဖြစ်ဘူးတွေးနေရပေါ့သိမလားအရင်တော့ဒီဆက်နဲ့ပတ်သက်ပြီးတော့လူတယောက်ပုံကူတယောက်လာပြောသွားရှိတယ်အဲ့လိုလေးကောင်းလေးရောက်ဆက်ကအဲ့လိုကြီးပဲဖြစ်သွားလားပေါ့သိမလားအဲ့လိုဖြစ်တာဘာလို့ဒီဆက်ဒီပုံကူတယောက်လာပြောတယ်ဒီဆက်ဒီတဲ့ဘယ်ရရမှရှင်းမရတော့ဘူးပြောရင်တော့လူကလည်းတွေးတော့တဲ့ဓာတ်လို့ဖြစ်နေပေါ့အများနဲ့ခဏဖြစ်နေမှာပေါ့လာပြောတယ်အဲ့တော့ကျွန်တော်မှတ်ရပါကျွန်တော်အိမ်အောင်ဝင်ပြီးလာပြောပြီးအဲ့တော့ပြန်သွားတင်မလားအဲ့လိုပုံစံမျိုးလာပြောခဲ့တယ်ပေါ့အဲ့လိုကျွန်တော်ငရင်တော့မှတ်ထားတာအမှတ်ရအဲ့ရှိမှလည်း2ယောက်3ယောက်အဲ့ဆက်တဲ့ပါပြီးသွားဒီလောက်ပါပြီးသွားအဲ့ဒီကျွန်တော်ဆက်နေပဲအဲ့ဒီတလုံးပြကျွန်တော်ဘောလုံးတဝင်းလုံးပြည့်ထွက်သွားတာပဲကျွန်တော်ပဲထင်ကြတာပေါ့အဲ့ဒီမှာသူလက်ပြည့်တယ်ပဲဆရာဝန်ကကျွန်တော်ပဲတန်းတာရင်းအောင်ခေါ်ပြီးကျွန်တော်လည်းသူ့ကြည့်ကျွန်တော်စိတ်ဘလုံးကမထိန်နိုင်ဘူးလေသိမလားမထိန်နိုင်တော့မှကောင်းရုံးတမ်းမှာငိုထိုင်စက်ကိုကြည့်ဒီစက်ကြီးကကောင်းရုံးမပြီးတော့ဘူးလို့သိမလားဘဒူးလက်ထဲပဲရောက်ဒီစက်ကြီးကဒီလိုပဲဖြစ်မှာပဲဆိုပြီးတော့ဟိုခွားတွေကိုဒီစက်ကိုတိုင်းကျိုးစက်တွေကိုပို့ခိုင်းတာဘေးလူဟိုရောင်းရင်ပတ်စံပို့ရတယ်တိုင်းကျိုးစက်တွေပို့ရင်3000ပဲရတယ်အဲ့တော့မှတ်မရ3000လည်းရတယ်ကျွန်တော်မထင်တာကျွန်တော်လူကလာလှုပ်တာပေါ့ကျွန်တော်ကြောင်ဝိုင်းထင်တာပေါ့ကျွန်တော်ငါရင်အောင်မင်းဘာဖြစ်တော့မင်းထိန်းတယ်မစိတ်ထိန်းတော့ဟိုရတော့သိမလားကျွန်တော်ဘာမှမဖြစ်ဘူးလို့သိမလားကျွန်တော်ဘာမှမဖြစ်ဘူးလို့တီးရင်ပဲကျွန်တော်ပြောလိုက်ပါတယ်အေးမင်းကကြောင်းနေတော့မင်းတူဖြစ်နေတော့လည်းကြောင်သွားတော့လေအေးရကျွန်တော်ဘာမှဖြစ်ဘူးဆိုပြီးပြောလိုက်ချိန်မှာသူရမဲတဲ့စိတ်အောင်ပို့ပေါ့နော်အားလားတစ်ချိန်ပေါ့အဲ့လိုဖြစ်ခဲ့တယ်ဒါပထမတစ်ချိန်ကျွန်တော်ရဲ့ပထမဆုံးဖြစ်တဲ့အချိန်ပေါ့နော်ကျွန်တော်ရဲ့အကူဆရာပုံမထွန်းသူဖြစ်ခဲ့တာပေါ့နော်အဲ့လိုပထမတစ်ချိန်ဒုတိယတစ်ချိန်ကျတော့အဲ့ကနေကျွန်တော်တောင်သူတော့မကြောက်တာတောင်သူတော့မှာတော့နွားကန်ရင်နွားသာဆင်းရမှာနွားသာဆင်းဒီဆက်တွေလည်းအမြဲလက်တွေ့နေရမှာတွေ့နေမှာဆိုတော့ကျွန်တော်စိတ်ထဲမှာတောင်သူလုပ်ချင်တော့ကျွန်တော်ရန်ကုန်တက်တယ်ပေါ့နော်ရန်ကုန်တက်မယ်ဆိုပြီးတော့တက်လာကျွန်တော်တကယ်ချင်းညီလိုနဲ့ကျွန်တော်ရန်ကုန်တက်လာဒီနေရာရောက်လာတယ်ပေါ့နော်ရန်ကုန်ရောက်တော့နောက်ထပ်3ချိန်အတွေ့အကြုံဆက်ပြောပါမယ်ပထမနဲ့ပတ်သက်ပြီးတော့အတိတ်ဆိုတဲ့တိတ်နမိတ်ဆိုတဲ့အကြောင်းအရာလေးကပြောပြဖြစ်ပါတယ်ပထမချိန်အတွေ့အကြုံကျွန်တော်အခုဆရာဝန်တို့လက်ပါသွားတဲ့အကြောင်းရယ်အခုဒုတိယဟုတ်လားတတိယစလုံးတာအကြောင်းလေးဆက်လက်မျှဝေပေးပါမယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်